ငယ်ဥပဲရဲ့အဲ့ဒီထိတ်ပါလေဘယ်နဲ့ဆွဲကြိုးထိတ်တယ်တော့မိမကချိတ်ချင်ချိတ်ရအောင်လို့တဲ့ငါချက်သားလေးလုပ်ပေးထားတယ်ဥပဲကလည်းမန္တလေးမှာနေရဆိုတော့မောမေးကောင်ပဲမာဆက်တို့ဟိုအနှိတ်ခမ်းကောင်းကောင်းလေးမသိလို့မောလက်တွေမြက်နေလို့ဒီလိုဒီခုနငါနဲ့ပြောတော့မှငါဘုံနေကြိုင်တော့မှလည်းလက်ကအကောင်းမှာဟုတ်တယ်မနေ့ကယောက်ျားလေး30သားလက်ကောက်ကလေးဆိုလာပြီးအဲ့နည်းနည်းလေးသွားနေမှာမြက်နေတာဘေးခါဟိုသွားပြီးငါချက်သားပြောမိတာ तू ကကိုယ်နဲ့တာတယ်30သားတဲ့အောင်မလေးတနူးမကိုယ်နဲ့လဲတယ်ပေါ့လက်မြက်လို့ဟလားအောင်မလေးဟုတ်တာပေါ့ကြီးတော့ကျမျက်ရှာမှာပေါ့အဲ့ဒါကမိုးရဲ့တလားမိုးရဲ့နင်လည်းအိုက်ရှာမှာအဲ့ရက်တောင်မပါဘူးလားမပါဘူးအဲ့ဘယ်မှာဖို့မလင်းတော့ရတယ်တုံလုံးမုံတစ်ခုလိုက်ကျွေးမယ်ပဲဆိုင်မှာစားမတော့ရတယ်တနူးမရတယ်ခဏလေးတော့အဆိုဥပဲမို့ကားနောက်ခဏ9000နဲ့5ပိတာထုတ်လေးတစ်ချက်သွားယူလာမှာဟာရခဏလေးတော့အမဆောင်တော့ပဲအမလေးမယူရရိုးမယူ9000 5ပိတာโอเคဖုန်းခုလာပေးပါမယ်ခင်ဗျာဟုတ်ကဲ့ရွှေရအောင်ဒီနေ့စိန်ရမှာလားဟုတ်ဒီမှာနောက်နေ့စိန်လို့ရှိရင်ရောပါမှာပေါ့လားဟုတ်ကဲ့ရွှေနဲ့စိန်လိုက်ပါမယ်ခင်ဗျာဖုန်းနဲ့လာပို့ပါမယ်ခင်ဗျာနည်းလာပေးလိုက်ဟုတ်ကဲ့